ကဲဒီနေ့ကတော့နာမည်ကြီးနေတဲ့ဆုဖတ်ကလောက်လေးလောက်စားမှာပဲဖြစ်ပါတယ်။အရွက်တွေကကြတော့ကိုကြိုက်တဲ့အရွက်တွေသုံးပါဒါပေမဲ့မို့တမျိုးမျိုးတော့ပါပါစေနော်။မြေပဲနဲ့နန်းကိုလော်ထားပြီးမငက်တငက်ထောင်းထားပြလိုက်ပါ။မြေပဲနဲ့နန်းထောင်းတဲ့အခါမှာအရင်ရင်ညက်နေစရာမလိုဘူးနော်မငက်တငက်အနေထားရောက်ရင်ရပါပြီ။ကျက်သွန်ဖြူကျက်သွန်နေငဲ့တီစိန်ငဲ့တီအနီကျင်းအယောင်တန်းလာတဲ့အထိလော်ထားပြလိုက်ပါပြီးရင်ထောင်းထားပြလိုက်ပါဒီနေရာမှာလေထောင်းတာအရင်ရင်ညက်စရာမလိုပါဘူးရှင်မငက်တငက်နဲ့ထားထောင်းပေးရင်ရပါပြီဟင်းတင်းရွက်ပြုတ်ဖို့အတွက်တဲ့ဦးလေးတက်ထားလိုက်မယ်စားစီနည်းနည်းပပထည့်လိုက်မယ်ပြီးရင်ရေခဲရေလေးပြင်ထားပြလိုက်မယ်ဘာလို့ဆိုဒီဟင်းတင်းရွက်တွေပြုတ်ပြီးတဲ့ချိန်ကျရင်ရေခဲရေထဲစိန်ထားလို့ရအောင်လို့ပေါ့နော်သူ့အရွက်တွေစိမ့်စိမ့်လေးဖြစ်နေအောင်လို့ပေါ့ဟင်းတင်းရွက်တွေပြုတ်တဲ့ချိန်ဆိုရင်အရင်ရေချက်နေစရာမလိုပါဘူးမချက်တစ်ချက်အနေအထားရောက်ရင်ရပါပြီပြီးရင်အရွက်တွေကိုရေစစ်ထားပြီးပြီဆိုရင်ရေစင်အောင်ညှစ်ထားပြလိုက်ပါအရသာအတွက်ကတော့ငပီးရဲ့နှစ်စွန်းထည့်ပြလိုက်မယ်ပြီးရင်ငံပြရေတစ်စွန်းအချုံမုံနည်းနည်းပေါ့နော်ပြီးရင်ခုနကထောင်းထားတဲ့အရာတွေထည့်လိုက်မယ်မြေပဲနဲ့နန်းထောင်းထားတာလေးထည့်လိုက်မယ်ကြည့်ပါဦးစားရှင်စရာလေးသူ့အနံ့အရန်မွေးတယ်နန်းအနံ့ရဲ့ပြီးမြေပဲအနံ့ရဲ့ပေါ့နော်ပြီးရင်ငပီးရဲ့အနံ့လေးနဲ့ဆိုတော့အရန်ကိုမွေးတယ်စားရတာလေအရန်ကောင်းတယ်ဟင်းရွက်လေးတွေဟင်းတင်းရွက်လေးတွေပေါ့နော်စားရတာကြိုက်တဲ့သူတွေဆိုရင်ဒီနေ့အတိုင်းလှုပ်ရှားကြည့်ပါအရန်နဲ့မှစားလို့ကောင်းပါတယ် recommend ပေးပါတယ်ရှင်